အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ live season ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ထူးခြားတဲ့အကြောင်းအရာလေးတွေကိုဆွေးနွေးသွားမှာဖြစ်လို့အဆုံးထိစောင့်ကြည့်ပေးကြပါဦး။ဘာနီးပညာတွေဟာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေကိုဘယ်လိုမျိုးအံ့ဩစရာကောင်းအောင်ပြောင်းလဲပေးနေတယ်လဲဆိုတာကိုဒီနေ့မှာဆွေးနွေးသွားမှာပါ။ပထမဦးဆုံးအနေနဲ့နီးပညာကြောင့်ကဘာကြီးဟာပုံမနီးကပ်လာပါတယ်။ဘယ်နေရာကနေမဆိုတဦးနဲ့တဦးအချိန်နဲ့တပြေးညီဆက်သွယ်နိုင်လာကြပါတယ်။ဒုတိယအချက်ကတော့ဗဟုသုတတွေကိုရှာဖွေရတာအရန်လွယ်ကူလာတာပါအင်တာနက်ကတဆင့်ကမ္ဘာတဝန်းကသတင်းအချက်လက်တွေကိုစက္ကန့်ပိုင်းတွင်သိရှိနိုင်ပါတယ်ဒါအပြင်ဉာဏ်ရည်တုနည်းပညာတွေကြောင့်ကျွန်တော်တို့ရဲ့အလုပ်တွေကိုပုံမမြန်ဆန်ပြီးထိရောက်စွာလှုပ်ဆောင်လာနိုင်ပါတယ်ပညာရေးနယ်ပယ်မှာလည်း online ကနေသင်ယူမှုတွေဟာအရင်ကထက်ပုံမကျပြန့်လာပြီးအခွင့်အလမ်းသစ်တွေကိုဖန်တီးပေးနေပါတယ်အနာဂတ်မှာလည်းဒီထက်မကစမ်းသစ်တဲ့နည်းပညာတွေကကျွန်တော်တို့ရဲ့ဘဝအရေးအသွေးကိုမြင့်တင်ပေးဦးမှာပါဒါပေမဲ့နည်းပညာကိုအကျိုးရှိရှိအသုံးချတတ်ဖို့နဲ့ကိုယ်ပိုင်အချိန်တွေကိုလည်းဟန်ချက်ညီညီထိန်းသိမ်းဖို့လိုအပ်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာနည်းပညာအကြောင်းအရာတွေအတွက်ကျွန်တော်နဲ့အတူဆက်ရှိနေပေးပါဦး